နံပါတ်3ဒီနေ့ကနံပါတ်3ကနေစလာပြီနံပါတ်3လေးကိုနားထောင်ကြည့်မယ်။ဆောင်းမွေးခန်းထဲကိုရောက်နေတယ်လို့မျိုးပဲစူးစမ်းပြီးတော့အဖြေလေးကိုရွေးကြည့်မယ်ပြီးတော့အဖြေပြန်တိုက်မယ်နော်။နားထောင်ကြည့်ရအောင် 지금 뭐 봐요? 지금 뭐 봐요? 영화로 봐요. नंबर 1 영화로 봐요. 영화로 봐요. तू ကဘာလေးပြောသွားတာလဲပြောသွားတာလေးက ခုပါကြည့်နေ အခုဘာကိုကြည့်ပါလဲ 봐요. အခုဘာကိုကြည့်နေတာလဲလို့သူကပြောသွားတာဂျီကွန်မောဖွာရောတဲ့အခုဘာကိုကြည့်လဲဆိုတော့ရောင်ဝါရုဖွာရောတဲ့အဖြေမှန်နံပါတ်1ဖြစ်သွားတယ်ဘာကြောင့်နံပါတ်1လဲစာအုပ်အပားလေးကိုခဏလေးကြည့်မယ်နော်စာအုပ်အပားလေးရဲ့စာမျက်နှာ30ခုနှစ်မှာနံပါတ်3မှာကောင်လေးကပြောတယ်နမ်ဂျာကဂျီကွန်မောဖွာရောဂျီကွန်အခုမောဖွာရောဘာကိုကြည့်လဲအဲ့တော့သူ့ရဲ့မူရင်းကရိယာကကြည့်တရားကြတော့ဘူတာသူ့ဘာနဲ့ပေါင်းလဲဆိုရင်အာယုနဲ့ပေါင်းတဲ့အခါကျတော့ဘွာယုဖြစ်သွားတာတင်ရမယ်ဒီ level 1 data လေးစာအုပ်လေးတွေရရင် level 1 data ရဲ့ခန်းကြီး9မှာပါတယ်မူရင်းကရိယာကဘူတာဩဒရာမို့လို့သူ့ကိုအာယုနဲ့ပေါင်းလိုက်တဲ့အခါကျတော့ဘွာယုဖြစ်သွားတယ်ဂျီကမောဖွာရတဲ့အခုဘာကိုကြည့်လဲစာအုပ်ထူလေးကိုပြန်ပြီးတော့သွားရအောင်နံပါတ်1ကကြတော့ရောင်ဖွာရူဖွာရရုပ်ရှင်ကိုကြည့်တယ်နံပါတ်2ဒီဘဲဆောအိမ်မှာဘွာယုကြည့်တယ်နံပါတ်3ဂျွန်ညက်ကဲညနေမှာဘွာယောကြည့်တယ်နံပါတ်4ချင်းကူဟာကိုလေးကိုမြင်တတ်ထားမယ်နဲ့တငယ်ချင်းနဲ့ဘွာယောကြည့်တယ်ဆိုတော့ဘယ်မှာကြည့်တာလဲဘယ်ချိန်ကြည့်တာလဲဘယ်သူနဲ့ကြည့်တာလဲလို့ပြောတာမဟုတ်ဘူးအခုဘာကိုကြည့်လဲလို့ပြောတော့ရုပ်ရှင်ကိုကြည့်တယ်လို့ပြောတော့ဖြေမှန်လေးကနံပါတ်1ဖြစ်သွားပါတယ်အောင်ဟွာရူဘွာယောဒါဆိုရင်နံပါတ်4ဆက်ပြီးတော့နားထောင်ကြည့်အောင် 4번 수업을 언제 시작해요? 수업을 언제 시작해요? ရင်းလီ 9시에 시작해요. ဟုတ်ရှိရရှိ ဟုတ်ပြီရဲ့စဖန် 시작해. စတင်နေဆိုဒါဆိုရင်စာအုပ်အထူလေးကိုပြန်ပြီးတော့သွားရအောင်နော်စာအုပ်အထူလေးကဆောစောဆာမျက်နှာမှာပဲဆာမျက်နှာ39မှာပဲယောချာမိန်းကလေးကပြောတယ်ဆူအဘူလ်အတန်းကိုဆူအတပ်ပါတဲ့အတွက်သူဘာနံပေါင်းလဲဥလင်းနံပေါင်းတော့ဆူအဘူလ်အတန်းကို언제 배러 시작해요စတင်လေဘယ်ချိန်စတင်လဲပေါ့လေပြောလို့ရတယ်သူရဲ့မူရင်းကရိယာက시작하다တကလေးကခါဟာနဲ့တွေ့ရင်ခါကလည်းပြောက်ဟာကလည်းပြောက်အဲ့နေရာမှာခဝင်သွားတဲ့ခါကျတော့ခါတာဖြစ်သွားတယ်ရှီချခါတာအဲ့ဒါဥမာမသူ့ကိုဘာလဲယူပုံစံနဲ့ရေးကျင်တဲ့ခါကျတော့ရောယူနဲ့ပေါင်းလိုက်တာရှီချခါတာကိုသူ့ဘာနဲ့ပေါင်းလဲရောယူနဲ့ပေါင်းလိုက်တော့ရှီချခေယူဖြစ်သွားတယ်အတန်းကိုဘယ်ချိန်စတင်လဲဆိုတော့နံပါတ်1နံပါတ်1ကကြတော့အစာအုပ်ထူလေးကိုပြန်ရောက်သွားပြီဂျာကျုဟဲရောမကြာခဏလုပ်တယ်ဂျာကျုမကြာခဏဟဲရောလုပ်တယ်နံပါတ်2ဟက်ကျူရဲ့အကြောင်းကိုခါယူသွားတယ်နံပါတ်3ဂျုံမရတကယ်ကိုဂျိုဝါဟဲရောကြိုက်တယ်ဂျုံမရတကယ်ကိုဟာအားနေတဲ့တန်ဆိုတော့အပေါ်မတက်တော့ဘူးအတန်ကလေးကအတန်တက်ကလေးကဂျိုအားဖြစ်သွားတယ်ဂျိုဝါဟဲရောဟုတ်ရှိရဲ့9နာရီမှာရှိချက်ခဲ့ရောစတင်နေဆိုတော့ဘယ်ချိန်မှာစတင်လဲလို့မေးတော့ဟုတ်ရှိ9နာရီပေါ့9နာရီမှာစတင်နေအဲ့ဒါလေးပါပဲအဲ့နှစ်ပုဒ်မှာမေးကြလေးတွေရှိရင်မေးပါဘာတွေမေးကြရှိလဲ